င်္ဂလာပါခင်ဗျာကျွန်တော်ဘိုင်ယိုနီးယားမြန်မာနေပြီးကြိုးဆိုပါတယ်ကျွန်တော်ဒီနေ့မိတ်ဆက်ပေးမယ့်ဆက်လေးကတော့တလက်မဝင်တလက်မထွက်ရှိတဲ့ရေစုပ်ပန်လေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်မိုးရင်းကာလမှာကိုအိမ်နဲ့ခြံလေးကိုရေတွေဝင်လို့ရေကိုပြုံဆုပ်ထုတ်နေတာပဲဖြစ်ဖြစ်လေသမားတွေအနေနဲ့ကိုလဲတဲ့ຢာကလေးကိုရေသွင်းနေတာပဲဖြစ်ဖြစ်အသုံးပြုလို့ရတဲ့တစ်ပိုင်းတစ်နိုင်ဆက်လေးဖြစ်ပါတယ်နော်ဟုတ်ကဲ့ဒီဆက်လေးရဆိုရင်ကျွန်တော်တို့ဓာတ်ဆီဆက်လေးကိုမှဥစတုပ်ဖြစ်တဲ့အတွက်ဓာတ်ဆီနဲ့အင်ဂျင်ဝိုင်ကိုတော့ချိုးစားမှန်မှန်လေးပြန်ပြီးတော့ရောဆက်ပေးရမယ်ခင်ဗျဟုတ်ကဲ့သူ့ရဲ့အထွက်ပိုက်နဲ့အဝင်ပိုက်ရဆိုလို့ရှိရင်လည်းတလက်မအဝင်ရှိပြီးတော့တလက်မအထွက်ရှိပါတယ်ခင်ဗျကျွန်တော်တို့ဒီဆက်လေးရဆိုရင်ဖြင့်အနက်22ပေကနေစုပ်ယူနိုင်ပြီးတော့အမြင့်84ပေအထိကိုတွန်းတင်ပေးနိုင်ပါတယ်နော်သူ့ရဲ့ရေထိုးကားမှာဆိုလို့ရှိရင်လည်းတနာရီကို1300ကာလနှုန်းနဲ့ထွက်ပါတယ်ခင်ဗျဟုတ်ကဲ့ပြီးတော့သူ့ရဲ့ accessory ပစ္စည်းလေးနဲ့ပါလေးပါအောင်မလို့ဆိုတော့ကျွန်တော်တို့ဒီမှာပါမယ်အမိုက်စစ်စကားလေးလည်းပါမယ်ခင်ဗျပြီးလို့ရှိရင်သူ့ရဲ့ accessory လေးပေါ့နော်တိုးပစ္စည်းလေးတွေဝက်ဦးလေးတွေကွာလေးလည်းပါမယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်တို့ရဲ့ဒီရေစုပ်ဆက်လေးကိုစိတ်ဝင်စားလို့ဆက်သွယ်မှာယူမင်းမြတ်လို့ပါကဖုန်းနံပါတ်ဖြစ်တဲ့3995183486နဲ့3995184386ကိုဆက်သွယ်မင်းမြတ်မှာယူနိုင်ပါတယ်လူကိုယ်တိုင်ကိုကြားလာရဲ့ဝယ်ယူခြင်းတဲ့သူတွေအတွက်လည်းကျွန်တော်တို့စိုင်းလေးစာလေးဖြစ်တဲ့အမှတ်405ပလဲကျွန်းလမ်း18ပြည်ရက်ကွာတကုံမြို့တစ်တောင်မှာရန်ကုန်တိုင်းဒေသကြီးမှာလူကိုယ်တိုင်ကိုကြားလာရဲ့ဝယ်ယူနိုင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါခင်ဗျကျေးဇူးတင်ပါတယ်